စဉ်ပြေနေတဲ့တဲ့တွေကိုကြားတော့မလက်ဖြန်တွေမှတွေ့ရအောင်မထင်မိခဲ့တာပေါ့အချိန်ကိုနောက်ပြန်လဲလို့ရရင်ဘယ်လောက်ကောင်းမလဲနေဝင်ချိန်ရောက်ခဲ့မယ်မထင်ဘူးပေါ့အဒီတွေရသိခရီးထွက်မသွားခင်တွေ့တာနောက်ဆုံးပေါ်အပြန်လာအောင်မလားမင်းကိုဆောင်မျော